အခုကြည့်နေတဲ့သူကမိတွင်နေမှာစကားပြောရင်ပဲဖြစ်ဖြစ်လူအများကြားမှာရောက်ရင်ပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုယ်တိတ်ငယ်သွားတဲ့ခံစားချက်မျိုးတွေခံစားဘူးလားဒီလိုဖြစ်နေတာကိုကျွန်တော်တို့တခြားဘက်ခြမ်းကနေတမျိုးတွေးကြည့်ရအောင်ယုံကြည်မှုဆိုတာကကျွန်တော်မွေးရပါလာတဲ့အရာမဟုတ်ဘူးကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အနေထားလေးကိုပြောင်းလိုက်အောင်နဲ့အချိန်မျိုးတိဆောက်နိုင်တဲ့အရာတစ်ခုဆိုရင်ရောဟုတ်ပါတယ်ဆိုတော့အားလုံးဖြစ်ဘူးကြလိမ့်မယ်ကျွန်တော်တို့ရှစ်တာပဲဖြစ်ဖြစ်ကြောက်တာပဲဖြစ်ဖြစ်ဒီလိုအခြေအနေမျိုးမှာခန္ဓာကိုယ်ကနည်းနည်းလေးကြုံသွားတယ်ပေါ့နော်မိုင်းသွားတယ်ကိုနေဟန်ထားတွေအားစပြောင်းသွားတယ်ပေါ့နော်ဒီလိုဖြစ်နေပြီဆိုရင်ဒီနေရာမှာသုံးလို့ရတဲ့အရာတစ်ခုကပထမဆုံးကတော့ကိုယ့်ရဲ့ခန္ဓာကိုယ်မမှတ်နေထားနေလိုက်တာပေါ့နော်ဥပမာကျွန်တော်တို့စင်ပေါ်မှာစကားပြောရမယ်ဆိုရင်ကြောက်ပြီဆိုရင်ဟုတ်ပြီဒီအရာကိုကြောက်နေပေါ့နော်အဲဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲပထမဆုံးအနေနဲ့ကျွန်တော်ခန္ဓာကိုယ်ပြန်မှတ်နေလိုက်ပေါ့နော်ရှင်ကိုဖွင့်ထားတယ်ခါကိုနည်းနည်းလေးဆန့်ထားတယ်ပေါ့နော်ခြေထောက်ကလည်းမကျင်းမကျဲပေါ့နော်ပကုံးကျဲခါထောင်းရင်ထောင်းရင်ပေါ့နော်လုံးဝဒီချိန်မှာခန္ဓာကိုယ်အရင်ဆုံးပြင်ဖို့လိုအပ်တယ်ဒါအရေးကြီးဆုံးပဲပေါ့နော်360ဒီဂရီပေါ့နော်ကျွန်တော်တို့ပတ်ဝန်းကျင်နေတာကိုအရင်ဆုံးအကဲခတ်ကြည့်လိုက်မယ်ကျွန်တော်လည်းဒီလိုမျိုးကြောက်ခုတယ်အရင်တုန်းကဆိုရင်အခုထိလည်းရှိန်နေတယ်ကြောက်နေတယ်ပေါ့နော်ဒီလိုဆိုတော့ကျွန်တော်စိတ်ကိုသွင်းလိုက်တယ်ဟုတ်ပြီကြောက်နေတယ်ဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ကိုယ်နေဟန်ထောက်အရင်ဆုံးမှတ်နေလိုက်တယ်ပြင်လိုက်တယ်ဒီနေရာမှာငါကဆရာကြီးပဲဒီနေရာမှာငါ expert ပဲဒီဟာကကျွန်တော်ကိုယ့်ရဲ့ testosterone hormone တွေကိုပို့ပြီးတော့မြင့်တင်ပေးလိုက်တယ်ဆို confidence ပိုရှိလာတယ်ပို့ပြီးတော့ပြောရဲလာတယ်ကိုယ်နေဟန်ထားမှတ်လာတဲ့အခါကျတော့ကိုကယုံကြည်မှုပို့ပြီးတော့ရှိလာတယ် body combat မှာဆိုရင်ကျွန်တော်တို့ထိုးချက်တွေကန်ချက်တွေဒီအရာတွေကကျွန်တော်တို့ကိုအများကြီး confidence ပိုရှိစေတယ်ယုံကြည်မှုပိုရှိစေတယ်ဥပမာကျွန်တော်တို့ကိုယ်ခန္ဓာကိုယ်ပေါ့နော်အမြင့်ခိုင်တဲ့တစ်ပင်ကြီးပုံစံမျိုးသဘောထားလိုက်ပေါ့နော်ဆိုတော့ဘလောက်လီတိုက်ကျွန်တော်တို့ရိမ့်သွားမျိုးမရှိဘူးယုံကြည်မှုဆိုတာကကျွန်တော်ဒီစကားလုံးတွေတင်ပါတယ်မဟုတ်ပါဘူးကိုယ့်ရဲ့ရက်ဒီပုံတွေမှာလည်းပါဝင်ပတ်သက်နေတယ် David Liam ပါ Let's Me ရဲ့ body combat instructor တယောက်ပါ